မင်္ဂလာနံနက်ခင်းပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်ပြည်သက်တွေအကုန်လုံးစောင့်မျှော်နေကြတဲ့သတင်းတစ်ပုဒ်ကိုပေါ့နော်ဝမ်းသာအားရနဲ့ပြောပြရမှာဖြစ်ပါတယ်အဲ့ဒီသတင်းကတော့ကျွန်တော်မင်းညက live လွှင့်တဲ့အနေထားမှာပြည်သက်အများစုကပေါ့နော်ကိုအောင်လာဂျော်ရှွာဘန်တို့စီမလာသေးဘူးလား Las Vegas ကိုမရောက်သေးဘူးလားဆိုပြီးမေးကြတယ်အဲ့တုန်းကတော့မရောက်သေးဘူးဆိုပြီးကျွန်တော်ဖြေတယ်ပေါ့နော်သို့တော်လည်းပဲည3နာရီ4နာရီဝန်းကျင်လောက်ရောက်တဲ့အချိန်မှာဒီကိုအောင်လာကသူ့ရဲ့ page ကနေတစ်ဆင့်ဂျော်ရှွာဘန်နဲ့အတူတူဓာတ်ပုံတစ်ခုတင်လိုက်တယ်ပေါ့နော်အဲ့လိုတင်လိုက်တော့ကျွန်တော်စိတ်ထဲမှာဘယ်လောက်ထိတော့မစောလောက်ဘူးဆိုပြီးတော့နည်းနည်းလေးတော့တန်ရဖြစ်မိတယ်ဘာလို့လဲဆိုတော့ဂျော်ရှွာဘန်ကပွဲထိုးဖို့က2ရက်3ရက်လောက်လိုသေးတယ်တနင်္ဂနွေနေ့မနက်ပိုင်းမှာထိုးမှာပုံမှန်အားဖြင့်တော့ဒီ fighter တက်ကိုသွားပြီးဝင်းရံတဲ့သူတွေကစောစောစီးစီးတဲ့ဒီ fight နီးတဲ့အချိန်ကြောက်မှာပဲကက်ပြီးသွားကြပါဘောနော်ဂျော်ရှွာဘန်ဆိုရင်လည်းဒီသတင်းစာရှင်းလင်းပွဲတောင်မလုပ်ရသေးဘူး weight cut လည်းမလုပ်ရသေးဘူး weight ချိန်တာလည်းမလုပ်ရသေးဘူးအဲ့လိုဆိုကြတော့ကော်လာကအဲ့လောက်စောစောစီးစီးတော့မလားပါကျွန်တော်ဖြင့်နည်းနည်းလေးတော့လိုက်ပြီး check လုပ်ကြည့်တယ်ပေါ့နော် check လုပ်ကြည့်တော့နောက်ပိုင်းကျမှဟာတကယ်ရောက်နေပြီဆိုပြီးတော့ဟိုစိတ်ထဲမှာသဘောပေါက်သွားလို့မှဟာပြည့်တဲ့တွေကိုချပြရမယ်ဆိုပြီးကျွန်တော်ဒီဗီဒီယိုကိုတင်ဆက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော် fighter ကြီးပေါ့နော် Canon fighter ကြီးက Las Vegas ကိုရောက်နေပြီ Joshua Pan ရဲ့ဘေးမှာရောက်နေပြီစောစောစီးစီးလာတယ်ပေါ့ဗျာဟိုရက်တွေအများကြီးကြိုပြီးတော့လာတယ်Joshua Pan တို့လည်းအများကြီးခွန်အားဖြစ်လိမ့်မယ်နောက်ထပ်ပြောရရင်ပေါ့နော်ဒီ weight cut လောက်တဲ့အပိုင်းတွေဒီဘေးမှာရှိတဲ့အနေအထားတွေချန်ပီယံကပဲစိန်ခေါ်ပွဲထိုးသက်မဲ့အနေအထားတွေမှာကောင်းလာကသူ့ရဲ့အတွေ့အကြုံတွေဘလို့စိတ်ထားမျိုးထားရမယ်ဘလို့ပုံစံမျိုးတွေအများကြီးပြောပြနိုင်လိမ့်မယ်ဒါကတော့အားတက်စရာပေါ့နော်တကယ်အတွေ့အကြုံရှိဝါရင် fighter ဟောင်းကြီးတယောက်ကမျိုးဆက်သစ်လူငယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကိုကိုစားပြုမဲ့ကမ္ဘာပေါ်မှာကျွန်တော်တို့တန်း58တန်းသောသူတွေကိုကိုစားပြုမဲ့ fighter လေးရဲ့ဘေးမှာဆော့ဆော့စီစီရောက်လာတာတကယ်ကိုအားရဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီ fighter နှစ်ယောက်စလုံးရဲ့ပုံကိုမြင်ပြီးပေါ့နော်ကောင်းလာတင်လိုက်တဲ့ post အောက်မှာတော့ကျွန်တော်မန့်လိုက်တယ်ပေါ့နော်မြန်မာပြည်အတွက်တမိုင်းတွန်မဲ့ဓာတ်ပုံမျိုးပေါ့နော်တကယ်တမိုင်းတွန်တဲ့အခိုက်တန်ရဲ့ဓာတ်ပုံမျိုးအဲ့လိုပုံစံမျိုးတော့ကျွန်တော်မှတ်ချက်ပေးမိသေးတယ်ဒါကစိတ်ထဲကအမှန်အတိုင်းကျွန်တော်မှတ်ချက်ပေးကြည့်တာပေါ့နော်ဆက်ပြီးပြောပြချင်တာကပေါ့နော်ကောင်းလာကအဲ့ဒီဓာတ်ပုံကိုတင်လိုက်ပြီးလို့အားမရသေးဘူးဗျာနောက်ထပ်တစ် post ထပ်တင်တယ်ပါဘလို့ထပ်တင်လဲဆိုတော့ Joshua Ban ကဒီအင်ကြီးပေါ့နော်ကုတ်ဝတ်ထားတဲ့အနေထားကိုသူတင်တယ်ပြီးတော့ကျတော့အထဲမှာပေါ့နော်မြန်မာအလံကြီးထည့်ပြီးတော့ဒီဇိုင်းလုပ်ထားတဲ့ပုံစံတွေပါချပြသွားတော့ဟိုကျွန်တော်ဖြင့်ဟိုတနေ့ကပေါ့နော်ဟိုဖက်နက်မှာမြန်မာအလံထားတာကိုအငင်းပွားနေတဲ့လူတွေကိုတွေးပြီးတော့ပြန်မြင်အောင်မိတယ်ပေါ့နော်အများတန်းပြောခဲ့တဲ့အတိုင်းပဲလူတွေဆိုတာကကိုယ့်ရဲ့ရတဲ့ information ပေါ့ကိုကောင်းတဲ့မှာရောက်လာတဲ့သတင်းအချက်လက်တွေပေါ့မူတည်ပြီးစဉ်းစားပြောကြတာအဲ့တော့ blame တဲ့လူလည်းရှိမယ်ချီးကျူးတဲ့လူလည်းရှိမယ်နိုင်ငံတကာအမြင်တိုင်းမြင်နိုင်တဲ့လူလည်းရှိမယ်အဲ့တော့ဟိုအပြစ်ပြောနေတဲ့သူတွေလည်းကျွန်တော်ဘာမှမှတ်ချက်မပေးလို့ဘူးသူပိတိတိုင်အောင်ကျွန်တော်ပြောခဲ့တာအများတန်းပြောခဲ့တာကဒီ fighter လေးကဟို negative point ကနေတော့ဒါမျိုးလောက်တာမဟုတ်ဘူးသူ့ရဲ့နိုင်ငံကိုထုတ်ပြခြင်းလို့ထုတ်ကြွားခြင်းလို့အဲ့ဒီနေရာမှာထပ်ပြီးကျွန်တော်ထပ်ပြောချင်တာကဟိုတချို့ကပေါ့နော်ဟိုဘယ်အလံကိုဒီအလံကိုမကြိုက်ဘူးဟိုအလံကိုပဲကြိုက်တယ်စသဖြင့်ပေါ့အမျိုးပြောရပါတော့ကျွန်တော်ခံယူချက်ပေါ့နော်ဟို fighter ဘက်ကတော့ဘယ်လိုပုံစံမျိုးလဲတော့မသိဘူးကျွန်တော်ခံယူချက်ကတော့ဒါကျွန်တော်နိုင်ငံအလံပဲဒီနိုင်ငံကဘယ်အုပ်ချုပ်သူတွေဘာတွေမှကိုစားပြုတာမဟုတ်ဘူးကျွန်တော်တို့လူမျိုးတွေကိုကိုစားပြုထားတဲ့အလံဒါကြောင့်မို့လို့ဒီ fighter တွေကဒီအလံကိုဒီလိုပုံစံမျိုးနဲ့တည်ကြတယ်ကျွန်တော်တို့အဲ့လိုပဲမြင်တယ် Joshua Ban ဆိုရင်လည်းဒီအလံဆိုတာကကျွန်တော်တို့တစ်မျိုးသားလုံး58တန်းသောပြည်သူတွေတိုင်းရင်းသားတွေလူမျိုးပေါင်းစုံတွေအကုန်လုံးကိုခြုံပြီးတော့ပြထားတဲ့သင်္ကေတအဲ့တခုကြောင့်မို့သူဟိုဂုံယူမှုအပြည့်နဲ့အမြဲတမ်းဝစ်စင်နဲ့ဖော်ပြတယ်ကိုစားပြုတယ်ကျွန်တော်တို့အဲ့လိုပဲမြင်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဖက်နက်ကိစ္စတော့လည်းအရင်ကြီးမပြောဘူးအခုတော့ထပ်ပြောချင်တာပေါ့နော်ဒီ fighter လေးကဖက်နက်တယ်မဟုတ်ဘူးဖြစ်နိုင်ရင်ပေါ့နော်ဟိုဝတ်လို့ရတဲ့နေရာအကုန်လုံးတော့မနဲ့ဒီအလံကြီးကိုဟိုထည့်ပြီးတော့ဝတ်လိုက်မယ်ဘာလို့လဲဆိုတော့ तू ကသူ့စိတ်ထဲမှာလုံးဝဒီနိုင်ငံကိုချပြခြင်းနေ तू ကဒီပြည်သူတွေကလာခဲ့တာဒီ58တန်းတော့တကယ်ကြောမွဲတကယ်ဆင်းရဲဆုံးနိုင်ငံလာပြီးတော့ထိုးထွက်လာတဲ့ကလေးတယောက်အဲ့ကလေးတယောက်ကအမေရိကရောက်တယ်ဒီလိုပုံစံမျိုးစူးစမ်းတယ်ငါဒီလိုပုံစံမျိုးဖြစ်အောင်လုပ်ခဲ့တယ်ငါပြည်သူတွေငါလူမျိုးတွေဒီလိုခုံယူအောင် तू ကိုစားပြုတယ်စားတဲ့ပုံစံမျိုး तू စိတ်ထဲမှာလုံးဝအခိုင်အမာဆွဲနေပြီဘာဖြစ်လို့လဲဆိုတော့အန်ကက်တော့လည်းအန်ကက်အလန်ချုံတော့လည်းအလန်ချုံမို့အုတ်ထုတ်ထဲလည်းအုတ်ထုတ်ထဲမို့ဟိုဖက်နက်လည်းဖက်နက်မို့နောက်ဆုံးအခုကုတ်အင်ကြီးထဲမှာတောင်ထည့်ပြီးတော့ဒီဇိုင်းဆွဲထားတယ်အဲ့ဒီဇိုင်းထဲမှာနိုင်ငံတော်အလံပါတယ်ဒီချင်းသူတို့ချင်းလူမျိုးတွေရဲ့သင်္ကေတပေါ့နော်အောက်ချင်းငှက်လေးလည်းပါတယ်ပေါ့သူတို့သိချကိုဒီဇိုင်းဆွဲထားတယ်အဲ့တော့အကုန်လုံးခြုံကြည့်လိုက်ရင်ကျွန်တော်တို့အနေနဲ့ဒီကလေးကိုအပြစ်မြင်စရာအကြောင်းရင်းကိုမရှိဘူးဗျာကျွန်တော်တို့ကမုဒိတာအပြည့်နဲ့ပကုံယူမှုအပြည့်နဲ့လက်ခုပ်တီးရမှာဗျာဟိုကိုအောင်လက်ချပြသွားတဲ့ဒီအင်ကြီးကုတ်အင်ကြီးဆိုရင်ကျွန်တော်အမှန်မမှားဘူးဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ခံမှန်းချက်မမှားဘူးဆိုရင်ဒီတောက်ကြနေညမနေ့ပိုင်းမှာလုံမဲ့သတင်းစာရှင်းလင်းပွဲမှာသူဝတ်မဲ့အင်ကြီး
အဲ့ဒီအင်ကြီးအတွက်ကိုသူ special design လုပ်ထားတယ်ဒီစစ်မောမှာတက်လာတဲ့အချိန်ကျရင်သူဒီအင်ကြီးနဲ့တက်လာဖို့စီစဉ်ထားပုံရတယ်ဒါကြောင့်မို့လဲဒီနိုင်ငံအလံကိုဒီထက်မှထည့်ထားတာအဲ့တော့အမြင့်ကျကျလေးနဲ့ကြည့်ပေးကြအောင်ပါဒီလိုလူမျိုးကနှစ်ပေါင်း10ချီလို့လဲပေါ်လာဖို့မလွယ်ဘူးနှစ်ပေါင်း100အတွင်းလဲပေါ်လာဖို့မလွယ်ဘူးတစ်သက်လုံးလဲပေါ်လာဖို့မလွယ်ဘူးဟိုကမ္ဘာကျော် promotion UFC မှာထိုးခွင့်ရရင်တောင် fighter တွေကဟိုပျော်မြူကုန်းပျော်ပြီးတော့အမှန်ကန်နေဟို represent လုပ်တဲ့အနေထားမှာကျွန်တော်တို့ fighter လေးက24နှစ်ထပ်ပြောရရင်2000ပြည့်နှစ်ဘွန်း fighter တွေထဲမှာတစ်ခါမှဘယ်သူမှမရသေးတဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ကိုဥပြပြရထားတဲ့ fighter လေးဒီ fighter လေးကကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့နိုင်ငံတွေမမေ့ဘဲနဲ့ကိုစားပြုနေတာနဲ့ကျွန်တော်တို့ကျင်းနှက်ဖို့ကောင်းနေပြီအဲ့တော့ခုလောဆယ်မှာ online ဆန်လဲရောက်နေပြီသူ့ရဲ့ဘေးမှာသူ့ရဲ့နီးပြတွေရောအဖွဲ့ဝင်တွေရောအကုန်လုံးရောက်နေပြီဟိုပတ်ဝန်းကျင်အနေထားကတော့ချန်ပီယံကပ်စိန်ခေါ်ဖို့အတွက်လုံလောက်ဘေးရနေဝင်းရံထားကြပြီပါနော်ကျွန်တော်တို့ပဲ online ပေါ်ကနေဝင်းရံဖို့ကြံတော့တယ်ကျွန်တော်တို့ကအဝေးရနေနေတဲ့အားပေးတဲ့ပြည်သက်တွေအဲ့တော့ကျွန်တော်တို့ကဘယ်နေဝင်းရံမလဲ online ပေါ်ကနေဝင်းရံမယ်UFC ဆိုရင်လည်းကျွန်တော်တို့မြန်မာပြည်သက်တွေဝင်းရံတဲ့အကြောင်းကောင်းကောင်းသိတယ်ကောင်းကောင်းသိလို့မို့ကျွန်တော်တို့က Facebook ပဲကျွန်တော်ကိုယ်တိုင်ပြောထားတာပါ UFC ရဲ့လူတွေကိုငါတို့နိုင်ငံက Facebook ပဲအများစုသုံးတယ်အဲ့ပုံစံမျိုးကျွန်တော် UFC ရဲ့လူတွေကိုလေချာနားလည်အောင်ပြောထားတယ်ပြီးတော့မြန်မာပြည်ကဒီ TV right ဟိုတာပေါ့နော် Canal Plus ကလည်း UFC နဲ့ကောင်းကောင်းချိတ်ဆက်ပြီးတော့ဒီဘိုင်းနေဆိုအလုပ်လုပ်တယ်အဲ့တော့ UFC က post တွေတင်လိုက်ရင်ဗျာဥပမာ Facebook ပေါ်ပဲကြည့်ဗျာကျွန်တော်တို့ fighter လေးပဲလုံးဝကျွန်တော် fighter လေးရဲ့ post တွေပဲစက်တိုက်တင်တယ်ဟိုခေါင်းပွဲကသူမြန်ထိုးမှလားလို့တောင်မေးရတယ်နောက်ဆုံးကုန်ပြောရရင်ဗျာတင်စရာမရှိရင်သူ့ရဲ့ဒီ striking ပိုင်းဆိုင်ရာအချက်လက်တွေတောင်ထိုင်တင်နေရဗျာအဲ့တော့ promotion ဘက်ကလည်းကျွန်တော်တို့ဒီလိုမြင်နေတဲ့အချိန်ကျွန်တော်တို့အဝေးကနေလှမ်းပြီးဝင်းရံပို့ကျွန်တော်တို့တာဝန်ဖြစ်နေအဲ့တော့ဒီကာလာထဲမှာတော့ကိုကောင်းထဲမှာဘာတွေညာတွေတော့မရှိဘူး Joshua Ban post တွေ့ရင် live လုပ်လိုက် UFC က post တွေ live လုပ်လိုက်ကျွန်တော်တို့ပြည်သူတွေကအဝေးရနေတယ်ကျွန်တော်ဝင်းရံနိုင်တယ်ငါတို့နိုင်ငံကိုမင်းတို့မသိကြဘူးမို့လားအခုငါတို့နိုင်ငံကဘယ်လိုလဲဆိုတာသိသွားပြီမို့လားငါတို့လူမျိုးတွေကငါတို့ fighter ဘယ်လောက်ထိတန်ဖိုးထားရဲသိသွားပြီမို့လားဒါတော့သိပေးနိုင်တဲ့ message ဆိုရင်ကိုကျွန်တော်တို့ကျင်တတ်တယ်ဒါဆိုရင်သူတို့နောက်များJoshua Ban တို့လို့ Joshua Ban ပြောခဲ့တယ်ပေါ့နော်သူနောက်မျိုးဆက်တစ်တွေအတွက်လမ်းဖွင့်နေတယ်ပေါ့နော်အဲ့လိုနောက်မျိုးဆက်တစ်တွေများပေါ်လာရင်ဒီနိုင်ငံက fighter ဆိုရင်သူတို့တေချာပေါက်ကိုတမ်းပြီးတော့ခေါ်လိုက်မယ်အခု one championship မှာမြန်မာ fighter တွေပွဲတွေစက်တိုက်ရနေတယ်လို့ပဲ promoter တွေကပြည်သက်တွေအဲ့လိုမျိုးအုံချက်ဖြစ်နေတဲ့နိုင်ငံကအဲ့လိုမျိုးပြည်သက်ကို fighter တွေကိုဝင်းရံနေတဲ့နိုင်ငံသားတွေရှိနေတယ်ရတော့အခွင့်အရေးပေးမှာပဲအဲ့တော့ဟိုကျွန်တော်တို့ကအဝေးရနေတဲ့လူတွေလည်းတာဝန်ကျေရအောင် UFC က post တွေတွေ့ရင် like တာပေးမှတ်ချက်တာပေးငါတို့ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်ဒီချင်းကျွန်တော်ဂုံစားရမယ့်အချိန်ဗျာကျွန်တော်တို့ကတစ်ခါလေးကျတော့အခိုက်အတန့်တွေအကုန်လုံးကိုတန်ဖိုးထားရမှမသိဘူးကြော်သွားမှငါတို့ဒီအခိုက်အတန့်တွေပိုင်ခဲ့ပါလားဆိုပြီးတော့နောင်တရတတ်တယ်အဲ့တော့နောင်တလုံးဝမရနဲ့လက်ရှိအခိုက်အတန့်ကကျွန်တော်တို့ရဲ့အခိုက်အတန့်ဘယ်နိုင်ငံမှဘယ်အာရှနိုင်ငံမှဒီလိုပုံစံမျိုးကိုစားမပြေဘူး UFC ဘက်ကလည်းဘယ်ကုံပြောရရင်ဗျာအခုပွဲမှာ main cat ခေါင်းဆောင်မှာတက်ဆူရိုတိုင်မှာပါတယ်ဂျပန် fighter ပါတယ်ဟိုးရင်တော့ဆိုရင်တက်ဆူရိုတိုင်မှာသူတို့အတင်းမြောက်တယ်လက်ရှိအနေထားမှာဆိုတက်ဆူရိုတိုင်ရဲ့ပုံရိပ်မြင်လို့တောင်မမြင်ရဘူးဗျာ UFC fight embedded episode တွေမှာတက်ဆူရိုတိုင်ရဲ့ပုံရိပ်မြင်လို့တောင်မမြင်အောင်ကျွန်တော် fighter လေးပဲစက်တိုက်ပေးနေရတယ်အဲ့တော့ကျွန်တော်တို့အခိုက်အတန့်ဖြစ်နေပြီကျွန်တော်တို့နိုင်ငံကိုတစ်ကမ္ဘာလုံးသိတော့ကျွန်တော်တို့အယူမှုဖြစ်တဲ့ပြည်သက်တွေဟိုတန်ပေါင်းများစွာရှိတယ်ဆိုတာသိတော့အောင်ကျွန်တော်ပြရမယ့်အချိန်ရောက်ပြီနောက်ဆုံးအနေနဲ့ပြောချင်တာက Joshua Ban Las Vegas ကိုရောက်လာတဲ့အနေအထားကို UFC ဘက်ကဒီမနေ့မှာပဲပေါ့နော် Fight Embedded Episode 4ဆိုပြီးတော့တင်လိုက်တယ်ပထမဆုံးအနေနဲ့ဦးဖြဖြကိုကျွန်တော် fighter လေးကိုရိုက်ပြတယ်ဘယ်နေရာမှာရိုက်ပြလဲဆိုတော့ဒီ Las Vegas လေးစိတ်မှာရောက်လာတဲ့အနေအထားကိုရိုက်ပြတယ်သူနီးပြပြီးနဲ့ဟီယာနဲ့လမ်းလျှောက်လာတဲ့အနေအထားတွေကားပေါ်မှာဘယ်လိုပုံစံမျိုးဆိုတဲ့ပုံစံမျိုးရိုက်ပြသွားတယ်ပြောချင်တာကကျွန်တော် fighter လေးကအခု embedded episode တွေမှာအဓိကဆက်ဆောင်ကြီးဖြစ်နေပြီကိုမင်းပွဲစဉ်ထိုးရသည့်တိုင်အောင်ကြော်တရန်အောင်အဲ့လောက်ထိ promote မလုပ်ခံရဘူးသူနဲ့ထိုးနေတဲ့ဒီပန်ဒိုဂျာတောင်အဲ့လောက်ထိ promote မလုပ်ခံရဘူးကျွန်တော် fighter တွေအဓိကဆက်ကောင်ဖြစ်လာနေပြီအဲ့တော့ promotion တွေကဒီလိုအနေထားတွေကိုသဘောကျတယ်ကျွန်တော်တို့ကလည်းကျွန်တော် fighter လေးကိုထပ်ပြောရရင်ဗျာ UFC ရဲ့ mindset ကိုကျွန်တော်တို့ကလည်းပြန်ပြီးအသိမှတ်ပြုရမယ်တော်ရုံ promoter ဆိုရင်ဒီနိုင်ငံကမွဲနေရပါဒီနိုင်ငံစစ်ဖြစ်နေရပါဒီနိုင်ငံတော့ပြီးငါတို့ပြိုင်ပွဲလေးကျင်းပလို့မရအောင်အဲ့တော့ဒီနိုင်ငံ fighter တွေငါတို့ဟိုနေရာပေးချင်မှပြီးမယ်ဖြစ်တယ်လို့လေးပဲထားမယ်ဆိုတဲ့ပုံစံမျိုးရှိလိမ့်မယ်သို့တော့ Dana White ကအဲ့လိုမဟုတ်ဘူး Joshua Ban က entertain လုပ်နိုင်တယ် flyweight တန်းမှာဒီလို fighter မျိုးပေါ်လာဖို့ရှားတယ်ဒီကလေးကိုငါတို့ဒီလိုစင်တင်ရမယ်ဆိုတဲ့ပုံစံမျိုးသူတို့ရဲ့ team တစ်ခုလုံးမှာရှိတယ်အဲ့ဒီ mindset ရှိတယ်အားကြောင့်မလို့ UFC ရဲ့ mindset ကိုကျွန်တော်တို့ပြန်ပြီးအသိမှတ်ပြုရမယ်သူတို့ promote လုပ်နေတဲ့အနေအထားတွေကိုကျွန်တော်တို့အကုန်လုံးပြန်ပြီးအသိမှတ်ပြု like တွေပေး comment တွေပေးရင်လည်းကျွန်တော်ပြန်ပြီးဝန်းရံရမယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာက Joshua Ban ဟာဒါမဲ့တနင်္ဂနွေနေ့မှာ and new ဆိုတဲ့အတန်လေးပဲကြားကြတယ်အဲ့တော့ comment တွေမှတ်ရင်လဲ and new
ကျေးဇူးတင်ပါခင်ဗျ